ကဲအားလုံးပဲမင်္ဂလာပါညာအခုတစ်ခေါက်မှလည်းကျွန်တော်နဲ့အတူတူ net Emily တို့ရဲ့ social ပြန်မှုလေးကိုအတူတူကနားဆင်ကြည့်အောင်ဗျာနော်ဟုတ်ကဲ့ net Emily ကလည်းကျွန်တော်အကြိုက်တွေကတယောက်ဖြစ်တယ်ဗျာနော်သူ social ပြန်မဲ့တစ်ချိန်လေးကတော့နေရည်လေးဦးနေဝင်ချင်းဆိုတဲ့တစ်ချိန်လေးဖြစ်ပါတယ်ဗျာနော်ဟုတ်ကဲ့အတူတူကနားဆင်ကြည့်လိုက်ကြအောင်ဗျာနေဝင်ခြင်းရဲ့ကျိုးနေအောင်ညိုလင်းချက်များကနှလုံးသားတစ်ခုလုံးလိုက်ခုန်နေအာယုံလင်းခြင်းဝေးကြရတဲ့ချစ်သူတွေလွန်ခဲ့ရတဲ့နေရအားလုံးအဆုံးသတ်ခြင်းခန္ဓာကိုယ်ရဲ့ခွင့်လို့မချင်မနေတဲ့လို့ကြောက်ခိုင်းထားခဲ့ခြင်းမဟုတ်ဘူးဒါကိုနားလေအပြစ်တရားရဲ့လက်ကမ်းတဲ့ချက်အဖို့ခါပြည့်တဲ့နှုတ်ဆက်ခြင်းတရားတောင်းဆိုနေပြောပါတဲ့ဒီကဘာကြောခိုင်းမတော်ရဲ့ပေမဲ့ဟိုမလေးချူနေမို့သာထက်ကကောင်းနေမို့တစ်ချိန်မှပြန်ဆုံးတွေ့ကြဖို့စူတောင်းရဆောင်ကြလို့နေမယ်နေဝင်ခြင်းရဲ့မင်းရောက်တာလာခဲ့ခန္ဓာကိုယ်ရဲ့ခွင့်လို့မချင်မနေတဲ့လို့ကြောက်ခိုင်းထားခဲ့ခြင်းမဟုတ်ဘူးဒါကိုနားလေအဖို့ခါပြည့်တဲ့နှုတ်ဆက်ခြင်းတရားတောင်းဆိုနေပြောပါတဲ့ဒီကဘာကြောခိုင်းမသွားရဲ့ပေမဲ့ဟိုမလေးချူနေမို့သာထက်ကကောင်းနေမို့တစ်ချိန်မှပြန်ဆုံးတွေ့ကြဖို့စူတောင်းရဆောင်ကြလို့နေမယ်နေဝင်ခြင်းရဲ့မင်းရောက်တာလားခဲကျေးဇူးများတင်ပါတယ်ရှင်တကယ်ဗျာနော် net Emily ကတော့ net Emily ပဲပေါ့ဗျာနော်သူကတော့တောက်လျှောက်အမားရင်းနဲ့မရှိပဲနဲ့အကောင်းဆုံးဒီဆိုရှစ်ပန်ခဲ့ဗျာနော်ဟုတ်ကဲ့သူရဲ့ဒီဆိုရှစ်ပန်မှုလေးကတော့အားရလိမ့်မယ်လို့ထင်ပါတယ်ဗျာနော်ဟုတ်ကဲ့အဲ့ဆိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီပေါ်ကြလို့ရှိရင်တော့ like and subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်